တနေ့မှာယောဂီတဦးဟာသူ့ကောင်းကိုတန်ပစ္စည်းကြီးတစ်ခုနဲ့ဖမ်းဆီးခံထားရပြီးအနှဲငယ်တောင်လှုပ်လိုက်ရင်အသက်ဆုံးရှုံးနိုင်တဲ့အန္တရာယ်ရောက်နေခဲ့တယ်သူ့အခြေအနေကိုမြင်ပြီးရန်သူတွေကတော့ဝမ်းသာအားရရင်မောကြပြီးသူ့ကိုတေဖို့စောင့်ကြည့်နေခဲ့ကြတယ်ဒါပေမဲ့ယောဂီကမကြောက်ရွံ့ပဲစိတ်ကိုတည်ငြိမ်အောင်ထားပြီးဗုဒ္ဓစာတန်တွေကိုမျက်နှာမူမူရွတ်ဆိုနေခဲ့တယ်အဲ့ဒီအချိန်မှာပဲအံ့အားသင့်စရာကရန်သူရဲ့ကိုကောင်းပေါ်မှာလဲတူညီတဲ့တန်ပစ္စည်းတစ်ခုရုတ်တရက်ဖမ်းမိသွားပြီးတဖြည်းဖြည်းကျစ်လစ်လာတယ်အခုတော့အစောပိုင်းမှာရင်မောနေရန်သူကကြောက်ရွံ့လန့်ဖြတ်ပြီးဘလို့ရက်တက်ရမလဲမသိပဲထိတ်လန့်နေခဲ့တယ်ယောဂီကတော့သူ့စာတန်ရွတ်ဆိုခြင်းကိုမရက်ပဲအခွင့်အရေးယူပြီးရန်သူကိုအပြစ်ပြုမှုတွေကိုစွန့်လွတ်ဖို့မေတ္တာနဲ့တတိပေးခဲ့တယ်ဒါပေမဲ့ရန်သူကမနားထောင်ပဲခေါင်းမဆဲပဲဆက်လက်ညှင်းဆန်ခဲ့တယ်တန်ပစ္စည်းကပုံမကျစ်လစ်လာပြီးအသက်အန္တရာယ်နီးကပ်လာချိန်မှာနောက်ဆုံးအရေးပေါ်အဖြစ်ရန်သူကမကောင်းမှုတွေကိုရက်တက်မယ်လို့ကတိပေးခဲ့တယ်အံ့အားသင့်စရာကတန်ပစ္စည်းကတဖြည်းဖြည်းပြေလျှော့လာပြီးအသက်လွတ်မယ်လို့ထင်ရစေခဲ့တယ်ဒါပေမဲ့ယောဂီကသူ့ရဲ့ဘာသာရေးတောင်ဝေးကိုအနှဲငယ်လှုပ်လိုက်တဲ့အချိန်မှာရန်သူရဲ့ခေါင်းပေါ်ကတန်ပစ္စည်းဟာချက်ချင်းပြိုကွဲသွားခဲ့တယ်ဒီမြင်ကွင်းကြောင့်ရန်သူကအံ့အားသင့်ခြင်းကြောက်ရွံ့ခြင်းတွေနဲ့လုံးဝစိတ်တက်ကြသွားပြီးနောက်ဆုံးမှာတော့အပြစ်မဲ့မေတ္တာနဲ့တိုက်ခိုက်ပြီးစစ်မှန်မဖြစ်ပဲအနိုင်ရခဲ့တဲ့ယောဂီအပေါ်လုံးဝလက်နက်ချပြီးတန်ရှင်းစွာအရှုံးပေးလိုက်ခဲ့တယ်